皆さん、おはようございます。ဒီနေ့ပြင်းလို့ခန်းကြီးမာစတာစာအုပ်ကိုစပြန်ကြက်မလားလို့စဉ်းစားရင်းနဲ့တယောက်တည်းကြက်မှာပြင်းလို့ recording လေးဖန်တာပေါ့နော်။ M1 ခန်းကြီးမာစတာကိုဆူဆူမဲစာအုပ်ပါ M1 အတွက်ဆိုလို့ရှိရင်ခန်းကြီးမာစတာကိုတော်တော်လေးကိုဆူဆူမဲလုပ်ပါတယ်။ဖတ်ကြမယ်နော်။အများကြီးပဲ။တက်တော့ကြက်ပူပဲမယ်ပြင်ချက်ကြမယ်အခုအစာအနေစာပြီးပြင်ချက်မယ်။ပထမဆုံးအလုံးလေးကဒီဟာလေးကိုလေဘယ်နေရာမှာကောင်းကောင်းမြင်မှုလဲဆိုလို့ရှိရင်ထမယ်နိ။ထမယ်နိခိုးဤဆိုတဲ့နေရာလေးမှာဟိုအန်ဝမ်းချက်ပြီးဆိုမှတော့လေအများကြီးပဲအရှိမကြက်လာတာအလုံးပေါင်း1600ဆိုတော့တော်တော်များများလုံးနေရတိပိသားတွေလည်းအများကြီးပါပါတယ်ဒါလေးဆိုလို့ရှိရင်ဤတစ်လုံးနဲ့ပဲပေးထားတယ်ဘယ်နေရာလေးမှာကိုယ်တွေမြင်မှုလဲဆိုလို့ရှိရင်အဲ့ထမယ်နိတို့ခိုးဤတို့နေရာလေးမှာအများဆုံးမြင်မှုလေပေါ့နော်ဒီစက္ကလုံးလေးကိုအများဆုံးမြင်မှုလေခိုးဤအပြုတ်မှု you cannot ခိုးဤကိုဘာတာကိုချက်ဖို့စာလေးအတန်သွင်းတာပါ you cannot ခိုးဤဆိုတာတတိရှိရဲ့အပြုတ်မှုတွေကိုပြောတာပါ fusei ခိုးဤ fusei ခိုးဤဆိုတာကမကန်တဲ့အပြုတ်မှုတွေကိုပြောတာပါဒါတရရှိလေဒါ negative မလားအငင်းဆိုတော့ fusei ခိုးဤဆိုတာမကန်တဲ့အပြုတ်မှုတွေကိုပြောတာပါဒါ you cannot တတိရှိတော့ဆိုတာတတိရှိရဲ့အပြုတ်မှုတွေကိုပြောတာပါစာခွိတဲ့ခိနာဘွန်ရှော့စာခွိတဲ့ခိနာဆိုတာဘာတဲ့ခိနာညာတဲ့ခိနာတွေအများကြီးပဲရှိမှချက်ခဲ့တာစာခွိတဲ့ခိနာမနက်ဆန်တို့နှုတ်ဆက်လို့ရှိရင်အဲ့တက်ခိနာတွေစုရင်တော့စုထားလိုက်လို့ရတယ်ပေါ့နော်တဲစုထားလေးရှိတယ်နောက်ကျမှပြန်ရှာပြီးပို့ပေးဦးမယ်စာခွေတက်ခိနာဘွန်ရှော့ဆိုတာကတက်မင်ရည်ရွယ်ထားတဲ့စာကြောင်းတွေကိုပြောတာပေါ့နော်ရည်ရွယ်ပြီးတော့ဖန်တီးထားတဲ့ဘွန်ရှော့စာကြောင်းတွေကိုပြောတာပါဒေတာကိုမူဆာခွေဒေတာကတော့အချက်အလက်တွေကိုပြောတာပေါ့နော်မူဆာခွေဒီဟာလေးတစ်လုံးနဲ့ကြည့်အောင်မယ်မူဆာခွေနိချူရှုဆဆူရူကလည်းမနက်ဆန်လေးတို့တီးပြီးသားချူရှုဆဆူရူဆိုတာကရွေးထုတ်တာလေနော်ချူရှုဆဆူရူဆိုတာဟိုမှာတော့ပါတယ်ဘယ်လိုပြောမလဲဂျပန်မှာဆိုဒီလမ်းဘေးမှာလေဟိုစက်ကလေးထောင်ထားပြီးလို့အဲ့လိုချူရှုဆဆူရူဆိုမြင်နေတယ်လို့ပဲပေါ့နော်ထားပါမူဆာခွေရတော့အခုမှသိတယ်တဲမသိတာဖြစ်မှာပေါ့နော်တခြားလူတွေလည်းသိပြီးသားဖြစ်မှာပါမေ့နေတာတဲရတော့မေ့နေမူဆာခွေကြပန်းရွေးချယ်တာကိုပြောတာနော်မူဆာခွေဒေတာကိုမူဆာခွေနိချူရှုဆဆူရူဒေတာကိုမူဆာခွေနိချူရှုဆဆူရူဆိုတာဒေတာတွေကိုကြပန်းရွေးချယ်တာဒါဆိုရင်ဒီတစ်လုံးမှဆိုလို့ရှိရင်20ဘယ်နှလုံးကြပ်ပြီးသားဖြစ်သွားမလဲဆိုလို့ရှိရင် you cannot ခိုးဤတတိရှိတဲ့အပြုမှုဖူဆေးခိုးဤမကန်လို့ရဲ့စာခွေတေခိနာဘွန်ရှော့စာခွေတေခိနာဘွန်ရှော့ဆိုတာတမင်ဖန်တီးထားတဲ့ဘွန်ရှော့စာကြောင်းလေးတွေနောက်တစ်ခုကဒေတာဝိုမူစာခွေချူရှုဆဆူလို့ဆိုတာဒေတာတွေကိုကြာပြန်ရွေးထုတ်ထားတာတဲ့တခါစကြတယ်မလို့မင်းဆက်လို့နားထောင်ရင်လည်းနည်းနည်းတော့ပြင်းမလားမသိဘူးနှစ်ခေါက်သုံးခေါက်တစ်ခါရောက်အောင်လို့နောက်တစ်လုံးချက်မယ်နောက်တစ်လုံးကအာစခါကိုကင်တွယ်ဖြည့်ရှင်းတာကင်တွယ်ဖြည့်ရှင်းနေဆိုမှတော့လက်ကလေးပါတယ်လေနော်အာစခါကိုဆိုကင်တွယ်ဖြည့်ရှင်းတာဒါလေးကတီးပြီးသားဒါပေမဲ့တဲ့ဟန်လေးနော်လက်ကလေးနဲ့မလို့ကင်တွယ်ဖြည့်ရှင်းတာလို့မှတ်ထားရပြီးနောက်တစ်ခုကပါတယ်ခိုခါနာရှောဟင်ဝိုအာစခါမီစေခိုခါနာရှောဟင်ဆိုတာကဈေးကြီးတာခိုခါဈေးကြီးတော့ရှော့အင်ဆိုကုန်ပစ္စည်းတွေကိုဈေးကြီးတဲ့ပစ္စည်းတွေကိုအာစခါမီစေရောင်းချတဲ့ဆိုင်ဒါနော်ကင်တွယ်ဖြည့်ရှင်းသည်နော်သူ့ဘာသာသူကကင်တွယ်ဖြည့်ရှင်းသည်ဒီမှာကျရောင်းချဆိုင်ဖြစ်သွားဟာဟာဝါတာရှိနိမိမိကကျွန်တော်ကိုခိုတိုးမိုအာစခိုင်စရခိုတိုးမိုအာစခိုင်စရဆိုခလေးလေးလိုပဲပြုမှုဆက်ဆံတယ်မိမိကကိုခိုတိုးမိုအာစခိုင်စရဆိုခလေးလေးလိုပြုမှုဆက်ဆံတယ်နော်ထိတ်နေဆိုတာဖို့လိုက်တီးပြီးသားထိတ်နေနိထိုရီယာစကားကိုဆိုတာရင်ကြည်ကြည်လေးနဲ့ပဲကင်တွယ်အသုံးပြုသည်ဆိုတဲ့ပုံစံမျိုးညင်တကင်တွယ်အသုံးပြုသည်ဆိုတဲ့ပုံစံမျိုးပြန်ချက်မယ်ခိုခါနာရှောဟင်ဝါစခါမီစေစီကြည့်တယ်ပစ္စည်းတွေရောင်းနေဆိုင်ဟာဟာဝါဝါတရှိဝခိုတိုမိုအစခိုင်းစရုစာမိမိကကျွန်တော်ကိုခလေးလေးလိုမျိုးပဲပြုံဆက်ဆံနေရပေါ့နော်ထိတ်နေနိထိုရီယာစကားကိုဆိုလို့ရှိရင်ယဉ်ကျေးစွာအသုံးပြုတယ်ချင်းကြီးကြီးလေးကြိုက်တဲ့အသုံးပြုရစကားကိုကြိုက်တဲ့သည်နှလုံးရပါတယ်နံပါတ်3မှားမယ်နော်ဒီမှာလက်တဲ့ဟန်လေးချင်းအတူတူပဲဒီဘက်ကဟာလေးကဘာလေးနဲ့တော့တူခါဝါနဲ့အောင်နဲ့တူနေတယ်လို့ပဲနော်ဒီကောင်လေးဟိလို့ပဲမှတ်တယ်တဲ့ဟန်လေးပဲနော်နှစ်ခုမှားမယ်နော်ဒီကောင်အစကားကိုကြိုက်တဲ့ဖြည့်ရှင်းသည်နော်ဒီဟိလေးကဘယ်လိုမှတ်ထားရမလဲဆိုရင်သူကလည်းတော့တစ်လုံးနဲ့လိုက်ရှိရဆိုပေမဲ့ဒီဟိတို့အမမေကွာမှာအရင်မြင်ရတယ်ဟီရိုခဏခဏမြင်နေတယ်လို့မျိုးခံစားရတယ်ပေါ့နော်ဘျော်ရီကိုဦးထဲမှာရဲ့ဘျော်ရီနော်ဦးထဲမှာရဲ့ဟိုဟီရိုဆိုလို့ဆိုတာဟင်းချက်လက်ရာတွေရဲ့ကျွမ်းကျင်မှုဟီရိုဆိုလို့ဆိုတာထုတ်ဖော်ပြတာတာပြောတာနော်ဟင်းချက်လက်ရာတွေကိုထုတ်ဖော်ဦးထဲဆိုတာလက်မောင်းလေးတွေမရဲ့ဆိုတာအရှိလက်မောင်းလေးရဲ့အရှိဆိုတာဒါကျွမ်းကျင်မှုကိုပြောတာနော်ဦးထဲမှာရဲ့ဒီဟာလေးလည်းအရှိမှာခဏခဏသိမှထင်ပါတယ်ဟင်းချက်တာရဲ့ကျွမ်းကျင်မှုတွေကိုဟီရိုဆိုလို့ဆိုတာကထုတ်ဖော်ပြတာလေဆိုတဲ့ပုံစံမျိုးကိုပြောတာပါမနက်စင်နောက်တစ်ခုတူတယ်နော်တဲ့ဟန်းလေးတွေဒီပဲမနဲ့ဆန်ဒီလိုမှားမှတော့ကြောက်ပါတယ်ဒီမှာကုံတဲ့ဟန်းခိုးကြီးထားမယ်နေရလွယ်လို့ရှိရင်ကျန်တဲ့ဟာတွေအကုန်လုံးကတဲ့ဟန်းလေးတွေနဲ့ကြည့်ပဲဖြစ်နေ
ဒီမှာလည်းတဲ့ဟန်လေးဒီမှာလည်းတဲ့ဟန်လေးနောက်တစ်ခုတဲ့ဟန်လေးဥစားရဲတို့နော်ဥစားရဲတို့ဆိုတာဖိနှိပ်တီထိန်ချုပ်တီဆိုတဲ့ဟာဥစားရဲတို့ဒါလေးလည်းကောင်းကောင်းမြင်ရတဲ့မင်းင်းလေးပါပဲဥစားရဲတို့ဆိုတာဖိနှိပ်တာပါနောက်တစ်ခုအဲဆိုဆက်တော့ကြမယ်နော်နေတော့များတယ်ဟန်ဟန်ထိုင်ဟာဟန်ထိုင်ဟာဆိုတာဟာခဲရင်ဟာချင်တယ်နော်ဟန်ထိုင်ဟာဟန်တိုင်ဟာနော်ဥကောကီကိုဥစားရလို့ဟန်တိုင်ဟာနော်ဥကောကီကိုဥစားရလို့ဆိုဟန်တိုင်ဟာဆိုတာလေဟိုအမှအတိုက်ခံဖွဲ့လေဟိုမဲဆွဲတဲ့ကာလာဆိုဂျပန်မှာဘူဒိုင်းမှာမြင်နေရတယ်နော်အတိုက်ခံဘာဖြစ်တယ်ညာဖြစ်တယ်ဆိုင်းဘုတ်တွေထောင်ထားတာဒါဒီမြင်နေရတဲ့တူဟန်တိုင်ဟာနော်ဥကောကီကိုအစားရလို့အတိုက်ခံအဖွဲ့တွေကိုလှုပ်ရှားမှုတွေကိုဖိနှိပ်ထားတယ်ဆိုတာမျိုးဟန်တိုင်ဟာနော်ဥကောကီကိုဥစားရလို့တစ်ခါကြက်မယ်နော်ဒါလေးက main ကလေးခန်းကြီးလေးနဲ့နော်ဒါနှလုံးသားလေးနဲ့ဆိုတော့အိုကိုရီဆိုစိတ်ဆိုးတာဒေါသထွက်တာကိုပြောတာအိုကိုရီကိုဥစားရလို့ဒေါသတွေကိုထိန်းချုပ်ထားတာごめんなさい、怒りとファレですね。怒りを抑える、怒りを抑える、怒りを抑えるさ。ဒေါသတွေကိုထိန်းချုပ်ထားတာပဲစကီဆိုတာလာဒီနှစ်ခုထန်တာနော်စကီနော် should be လို့ဖတ်တယ်နော် should he မဟုတ်ဘူးဒါကုန်ကြစည်ခံကြည့်လေနော်စကီနော် should be ကိုဂျုံမန်အန်ဒီဥစားရတို့ဆိုတလရဲ့အသုံးစရိတ်ကို10,000နဲ့လောက်အောင်လို့သုံးတယ်ဥစားရတို့နော်10,000အတွင်းလောက်အောင်သုံးတယ်စကီဆိုတာတလချင်းစီရဲ့ should be နော်ဒါပုံလေးနော် should be နော် should he လို့ဖတ်မိမှာဆိုလို့တလရဲ့အသုံးစရိတ်ကို10,000နဲ့လောက်အောင်သုံးတယ်ဂန်ရွန်ပါဒီတော့ဂန်ရွန်နဲ့ခဏမြင်နေရနော်ဂန်ရွန်ဆိုတာပြပြချက်တွေကိုလေဂန်ရွန်တော့ယခုအဆောဆိုပြပြချက်တွေကိုဖိနှိပ်ပြီးတော့ပြောဆိုတာယခုအဆောဖိနှိပ်ပြောဆိုတာပါဖိနှိပ်ပြောဆိုတာ influence ဟိုလေငွေကြေးဖောင်းပွားမှု inflation ဖြစ်တဲ့ influence ကိုယခုစေးဆိုလို့ဆိုတော့ငွေကြေးဖောင်းပွားမှုကိုထိန်းချုပ်တာယခုစေးဆိုလို့အများကြီးပဲဥစားရလို့နဲ့ပတ်သက်ပြီးပြင်ကျက်လိုက်အောင်မခဏလေးတစ်ခေါက်လောက်ပြင်ကျက်လိုက်အောင်နော်反対派の動きを抑えるさ、大看板でလှုပ်ရှားမှုတွေကိုဖိနှိပ်တာဒါလေးကိုသိမှဖတ်နေနော်ဤခါလေးကိုဦးဆိုင်လို့ဆိုတာစိတ်ဒေါသထွက်နေရတွေကိုထိန်းချုပ်ထားတာစကိနာရှပီကိုဂျူမန်အန်နီဦးဆိုင်လို့ဆိုတာတလရဲ့သုံးစိတ်တွေကို10,000နဲ့ဝင်အောင်သုံးတာဂန်ရွန်နော်ယခုအဆော့ဆိုလို့ရှိရင်ဂန်ရွန်ဒါလေးခဏမိမယ်နော်ဒါစကားပြောတဲ့ဟာလေးပါရနော်ဒါရွန်ကိုရင်ဟာလေးစကားပြောတဲ့ EU လေးပါရနော်ပြောဆိုချက်တွေကိုယခုအဆော့ဆိုတာညင်းဆိုတာsorry ဖိနှိပ်ပြောဆိုတယ်ပဲပြောမှာယခုအဆော့ဆိုတော့ influence ဟုတ်ယခုစေးဆိုလို့ငွေကြေးဖောင်းဖွာမှုတွေကိုထိန်းချုပ်တာအများကြီးပဲဒီတစ်မျက်နှာတော့ကောင်းကြက်လိုက်အောင်မယ်ဒါလေးတဲ့ဟန်လေးတွေပဲဒါဒီနေ့ဒီဟာလေးပြီးသွားလို့ရှိရင်တော့ဒီတစ်မျက်နှာတော့ကောင်းရှာပါမှာပေါ့နော် hey ဆိုခုခံခြင်း hey ဆိုခုခံခြင်းဆိုသူနဲ့ပတ်သက်တဲ့ meaning လေးဖတ်သွားကြလက်ကလေးနဲ့ပဲနော်တခုဆိုခုခံတာလက်ကလေးနဲ့ပဲဟိုးနိဟိုးဆိုဥပဒေဒီနော်ဟိုးရိဆိုရခံဒီဟိုးနိ퇴職する方に退職するさ、ဥပဒေကိုချိုးဖောက်တာခုခံတယ်ဆိုတဲ့ဥပဒေကိုခုခံတယ်ဆိုတော့ဥပဒေကိုချိုးဖောက်တာ퇴職する方に退職するဥပဒေကိုချိုးဖောက်တာ仕事は大抵5時には終わる大抵ဆိုတဲ့အဓိပ္ပာယ်တွေကဘာကိုပြောရလဲဆိုလို့ရှိရင်များသောအားဖြင့်အလုပ်ကများသောအားဖြင့်9နာရီမှပြီးတယ်ဆိုတာမျိုးပြောတာနော်နောက်တစ်ခုကပါလေ大抵のことには驚かない大抵のことには驚かないဆိုတာ大抵ဆိုတော့တော်ရုံကိစ္စတွေကိုဆိုရင်တော့မတုံ့လှုပ်တော့驚かないဆိုတာမတုံ့လှုပ်တော့ဘူးလို့ပြောတာပါဒါဆိုနောက်တစ်ခုကြည့်အောင်တဲ့ဟန်လေးနဲ့ပဲသူ့ဘယ်လိုမျိုးလေးဖတ်မလဲဆိုလို့ရှိရင်ခိုးနေအများကြီးပဲသူလည်းအများကြီးပဲညာလိုက်တာတစ်မျက်နှာစာပြင်တက်တာဆမ်းတက်တာကြာလို့လားမသိဘူးအရင်ညာနေတယ်လို့ခံတာခိုးဆိုတာအာရာဂောဆိုတာဘာပြောရအောင်အာရာဂောဆိုတာကဆန့်ကျင်တာတွန်းလှန်တာတွေကိုပဲပြောတာနော်အာရာဂောဆိုတာဆန့်ကျင်တာတွန်းလှန်တာဆိုလို့ရှိရင်ခံရခုနိတေခုဆိုတာအာနာတွေကိုလေတေခုဆိုတာတွန်းလှန်တာအာနာတွေကိုတွန်းလှန်နေပေါ့နော်တေခုရခုကအာရုဆိုတာခုခံတွန်းလှန်နိုင်တဲ့ဆွမ်းအားတွေရှိတာရီယခုဆိုတာချိခရခံကြီးနေနော်တေခုရခုကအာရုခုခံတွန်းလှန်နိုင်တဲ့ဆွမ်းအားတွေရှိတာခိုကီနော်デモဆိုတာဒီမိုကရေစီကိုပြောတာနော်ခိုကီနော်デモをするဆိုလို့ရှိရင်ဆန္ဒထုတ်ဖော်တာလေနော်ခိုကီဆိုစိတ်ဆန္ဒတွေကိုပြောတာデモဆိုတာဒီမိုကရေစီကိုပြောတာデモをするဆိုတော့စိတ်ဆန္ဒတွေကိုထုတ်ဖော်တယ်လို့ပြောတာပေါ့နော်နောက်တစ်ခုကပါလေခိုးဆိုကိုခုリ返すကဘာလို့တာခုリ返すဆိုတာခုリ返すကအချိန်ချင်းလုပ်တယ်လို့တော့ပြောတာပေါ့နော်ဒီမှာကျတော့အချိန်ချင်းလုပ်တယ်ခိုးဆိုဆိုတော့ဘယ်လိုပြောရမလဲอืมခိုးဆိုဆိုလို့ရှိရင်အာနာလုနေရတယ်အချိန်ချင်းလုပ်တယ်လို့ဖတ်တာပြန်ရမှာလားခိုးဆိုကိုခုリ返すဆိုနော်အချိန်ချင်း
အာနာလူတာတွေကိုအချိန်ချင်းလုံနေလို့ဘာသာပြန်ရမှာလဲဒီအဲ့လိုပဲကုရီဟာရအချိန်ချင်းလုံတာဆိုတော့အိုးရနေဟန်ခိုဆိုလို့ဆိုတာမိဘကိုဆန့်ကျင်တာလေနော်ဟန်ခိုဆိုလို့ဆိုတာမိဘကိုနည်းနည်းတိုက်ခံလုပ်နေတာဆန့်ကျင်နေတာအာထိုင်ခိုအီရှိခိကစီယာအီရှိခိဆိုတာစိတ်ဆန္ဒတွေကိုပြောတာနော်ထိုင်ခိုဆိုအရှင်ပြိုင်လို့တဲ့စိတ်ဆန္ဒတွေကပြင်းထန်နေတာလားနှစ်ဆန်နောက်တစ်ခုကြည့်ရအောင်နောက်တစ်ခုကြည့်အောင်ခါခဲတို့ကကြတော့လွင့်တင်တာဒါအများဆုံးကမှတွေ့ရတယ်ဆိုတော့အလံလွင့်တင်တဲ့နေရာတွေမှာအများကြီးတွေ့ရတယ်နော်ခါခဲတို့နောက်တစ်ခါခုတ်ခီဆိုတာနိုင်ငံတော်အလံခုတ်ခီကိုခါခဲတို့ဆိုတာနိုင်ငံတော်အလံကိုလွင့်တင်တာကမ်ပန်းကိုခါခဲတို့ကမ်ပန်းဆိုတာဘာပြောဆိုင်ဘုတ်ကိုချိတ်ဆွဲထားတာကမ်ပန်းခါခဲတို့ဆိုင်ဘုတ်ကိုချိတ်ဆွဲထားတာရှင်ဘော်နီနီကီယိုခကန်ဆိုင်ဆိုတော့sorry ခေဆိုင်ဆိုတော့ရှင်ဘော်ကသတင်းစာနော်ရှင်ဘော်နီကီယိုရှင်ဘော်သတင်းစာမှာဆိုလို့ရှိရင်နီကီခိချီကိုမင်းသားဆိုင်နီကီလို့ပြောလိုက်တဲ့တင်နေရှင်ဘွန်နိခိချီဆိုတာဟိုကနော်ဆောင်းပါတွေကိုခေဆိုင်ဆိုလို့ဆောင်းပါတွေရေးတာသတင်းစာမှာဆောင်းပါရေးတာဂေါခုရှာအောင်တဲ့လူတွေရဲ့ရှီမေးနာမည်တွေကိုတဲ့ခေချီစားတယ်လို့ဆောင်းအောင်တဲ့လူတွေရဲ့စည်ရင်းတွေကိုခေချီစားတယ်လို့ဆိုတင်ပေးတာပေါ့နော်ခေချီဘန်ဆိုတာကြောက်တင်ပုံကိုပြောတာပါခေချီဘန်ဒါလေးကတော့တည်ရမလားဆိုကြောက်တင်ပုံကိုပြောတာပါဖိုက်တင်နောက်ဆုံးတစ်ခုပဲကျန်တော့လေဒါရှီခီလေးပွဲလန်းတဲ့ပင်ခန်းနာတွေရဲ့ရှီခီကိုရှေ့မှာလက်ကလေးတက်ထားတာနော်အဲ့ဒါလေးလုပ်နေတုတ်တာဖုခုလို့ပါတော့တုတ်အန်ဖိုလောက်ထည့်တည်ရနော်နူတဲ့ခါရာဆူကိုဖုခုခါရာဆူဖုခုပါနော်နူဆိုအဝိစားနဲ့ခါရာဆူဆိုတော့ဖန်ကောက်ကိုတုတ်တယ်နောက်တစ်ခုကအာဇဲကချွေးနော်ရေးလေး30နဲ့အာဇဲကိုနုကူဆိုတာချွေးကိုအာဇဲနုကူဆိုတာချွေးကိုတုတ်တာနောက်တစ်ခုကဖူအန်ကနုကူခီထဲနိုင်ဆိုတာဖူအန်ဆိုတာစိတ်မဆိုးရင်စိတ်တွေကိုလေနုကူခီထဲနိုင်ဆိုတာမဖယ်ရှားနိုင်ဘူးလို့ပြောတာပါဖူရီ image ကိုဖူရှာကုစရဖူရီ image ကိုဖူရှာကုစရဆိုတာပုံရိပ်ဟောင်းတွေကိုဖယ်ပြတာမေ့ပြတာပေါ့နော်အတိတ်ဟောင်းတွေကိုဘုရှခုစုဆိုတာမေ့ပြတာပါဒီလိုမျိုးတွေဟန်းတူများတွေလိုက်ပြောဟန်းတူတွေရဲ့နှလုံးသွဲလေးလည်းတဲစီမှာစုထားအများကြီးရှိအံဝမ်းဟာတွေတည်တဲ့အများကြီးရှိနောက်ကြရင်တင်ပေးဦးမှာနှက်ဆန်ဘာတက်ရှိအောင်စာပြန်လုပ်နေပြီဆိုတော့မင်းနှက်ဆန်လို့လည်းစာပြန်လုပ်တော့တနည်းတရွတ်စာကြကြမယ် Buscar esa materia.